တို့အသင်းတော်ကလူငယ်တွေကအပားရဲ့တခြင်းနဲ့ပဲဂုဏ်တော်ချီးမွမ်းပေးမှာဖြစ်ပါတယ်အသင်းတော်လူငယ်များအားလုံးအရှိကိုထွက်လာပေးပါThank you.